ကလေးတို့ရေဒီတစ်ခါပြောပြမယ်ပုံပြင်လေးကတော့ဟိုရှိတုန်းကတောအုပ်ကြီးတစ်ခုထဲမှာကြက်တူရွေးငယ်ငယ်လေးညီကိုနှစ်ကောင်ရှိတယ်အမည်တွေကတော့နန္နာနဲ့တီဟာလို့ခေါ်ကြတယ်ကွယ်သူတို့ညီကိုနှစ်ကောင်ဟာအမြဲတမ်းတူတူနေလေးရှိပြီးအချင်းချင်းကိုအယမ်းချစ်ကြတယ်တနေ့တော့ပြင်းထန်တဲ့မုန်တိုင်းကြီးတစ်ခုဖြစ်ပွားလာတယ်လေပြင်းတွေတိုက်ခတ်ပြီးမိုးရေတွေသေးထန်လာတဲ့အခါသူတို့နေတဲ့တစ်ပင်ကြီးလဲလှုပ်ခါပြီးပြိုလဲသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲနန္နာနဲ့တီဟာတို့ကလေတိုက်ခတ်မှုကြောင့်အဝေးကြီးကိုကွဲသွားခဲ့တယ်။နန္နာကတော့မုန်တိုင်းပြီးနောက်မှာတောနာကသာသနာကျောင်းတစ်ခုအနားကိုရောက်သွားတယ်။အဲ့ဒီမှာသူတော်ကောင်းတွေဆရာတော်တွေနေထိုင်ကြပြီးအမြဲတမ်းသနာကျင်နာမှုတီးခံမှုနဲ့ကောင်းမွန်တဲ့စကားတွေပြောကြတယ်။နန္နာလည်းသူတို့ရဲ့စကားတွေကိုနားထောင်ရင်းသဘောထားကောင်းလာပြီးမင်္ဂလာပါကျေးဇူးတင်ပါတယ်။နေကောင်းရဲ့လားဆိုတဲ့ယဉ်ကျေးတဲ့စကားတွေကိုသင်ယူလာတယ်။သူဟာတိတ်တိတ်ဆိတ်ဆိတ်နဲ့နူးညံ့သဘောရှိတဲ့ကြက်တူရွေးတစ်ကောင်ဖြစ်လာတယ်။တစ်ဖက်မှာတော့တီဟာကလူဆိုးသားပြတွေနေထိုင်တဲ့တောထဲကိုကျသွားခဲ့တယ်။အဲ့ဒီလူတွေကမကျင်နာပဲရိုင်းဆိုင်တဲ့စကားတွေပြောတတ်ကြပြီးအမြဲတမ်းဆူညံတန်တွေနဲ့ပြည့်နေတယ်။တီဟာလည်းသူတို့နဲ့အတူနေရင်ရိုင်းဆိုင်တဲ့စကားတွေကိုသင်ယူလာပြီးသွားပါမလုပ်ဘူးငါရိုက်မာနော်လို့အော်ဟစ်တက်တဲ့ကြက်တူရွေးတစ်ကောင်ဖြစ်သွားတယ်။သူစိတ်နေစိတ်ထားလဲခက်ထန်လာတယ်။နှစ်တွေကြာပြီးနောက်တနေ့မှာတော့နန္နာနဲ့တီဟာတို့ပြန်လဲတွေ့ဆုံကြတယ်။နန္နာကတီဟာကိုမြင်ပြီးဝမ်းသာစွာညီလေးရေမင်္ဂလာပါလို့နူးညံ့စွာပြောလိုက်တယ်။ဒါပေမဲ့တီဟာကတော့မင်းဘယ်သူလဲ။သွားပါမင်းကိုရိုက်လိုက်ရမလားလို့ရိုင်းဆိုင်စွာပြန်ပြောလိုက်တယ်။နန္နာကအံ့ဩပြီးငါတို့ညီကိုတွေပါနော်မင်းပါဖြစ်သွားတာလဲလို့မေးလိုက်တယ်။အဲ့ဒီအခါမှတီဟာလည်းမိမိရဲ့အပြုအမူကိုပြန်စဉ်းစားမိလာတယ်။သူနေရတဲ့နေရာနဲ့တွေ့ကြုံရတဲ့လူတွေကသူ့ကိုဒီလိုဖြစ်အောင်ပြောင်းလဲစေခဲ့တာကိုသိလာတယ်။အဲ့ဒီနေ့ကစပြီးတီဟာကနန္နာနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပြီးကောင်းမွန်တဲ့စကားတွေပြန်သင်ယူဖို့ကြိုးစားလာခဲ့တယ်။ဒီပုံပြင်လေးရဲ့သင်ခန်းစာကတော့လူတစ်ယောက်တို့တိရစ္ဆာန်တစ်ကောင်ရဲ့ဇယိုက်လက္ခဏာဟာသူနေရတဲ့ပတ်ဝန်းကျင်နဲ့အတူရှိတဲ့သူတွေကြောင့်အလွန်အရေးကြီးပါတယ်။